မင်္ဂလာပါအခုကဒီနှစ်စီပန်းလေးထုတ်ပြပေးမယ်နော်နှစ်စီပန်းအကြွလေးပါဒီနှစ်စီပန်းလေးမှာကျတော့အယောင်300ဆက်ထားပါတယ်အယောင်300ကဘာတွေသုံးတာလဲဆိုတော့ဒီမှာအနုလေးရှိမယ်ပြီးတော့အယောင်အလက်ကလေးကကျတော့ဒီအယောင်လေးပါပြီးတော့နောက်ဆုံးအယောင်ကဒီအယောင်လေးပါဒီ3ယောင်ကိုသုံးထားပါတယ်ကိုကတခြားပန်းရောင်တွေသုံးမယ်ဆိုလို့ရှိရင်လည်းအဲ့ပန်းရောင်ကို3ယောင်သုံးလို့ရတယ်ကိုမှအယောင်တွေအများကြီးမရှိဘူးဆိုလို့ရှိရင်2ယောင်သို့မဟုတ်1ယောင်နဲ့လည်းထိုးလို့ရပါတယ်နော်ဒါတွေအားလုံးကဒီပန်းလေးတွေထိုးဖို့ဒီသုံးမွေးချီတွေကိုသုံးထားပါတယ်မက်ကော့တမနော်ဒီပန်းစထိုးရမယ်ဆိုရင်ပုံချမ်းကိုမဆွဲပုံချမ်းမဆွဲဘဲနဲ့ဒီတိုင်းလေးအရင်စထိုးမယ်ပန်းမွန်နေပြီးမှအရွက်ကိုဆွဲမယ်နော်အဲ့မှာအရွက်ကလေးထိုးဖို့ကြတော့လေဒီမှာပါအရွက်ကကြတော့ဒီမှာဒီချီအစိမ်းလေးကိုသုံးရတယ်ဒါလေးကကျတော့ရင်းနှီးစိမ်းပါနော်ကိုအဆင်ပြေတဲ့အစိမ်းကိုသုံးလို့ရပါတယ်ကိုအဆင်ပြေတဲ့ချီကိုသုံးလို့ရပါတယ်ပြီးတော့အဲ့ပန်းထိုးတဲ့အခါမှာအက်ကိုနှစ်ချောင်းသုံးထားတယ်ဒါလေးကကျတော့အရွက်ထိုးဖို့အသေးလေးပေါ့နော်ဒီကကျတော့ပွန့်ချက်ထိုးဖို့အတွက်အကြီးကိုသုံးထားပါတယ်ဒါလေးကကျတော့ရွှေနှစ်ဖက်အကလေးပါနော်ဒါလေးကကျတော့ဘူးအဝိုင်းလေးတွေထဲမှာပါတဲ့အကြီးဆုံး size ကလေးကိုသုံးထားတာပါကိုအဆင်ပြေတဲ့အကိုသုံးလို့ရပါတယ်နော်နောက်ထပ်ဒီပိုက်ကလေးလိုမယ်ဒါလေးကကျတော့မိုင်လိုဘူးတွေပဲနိုဘူးတွေမှာပါတဲ့ပိုက်ဆိုင်ကလေးပါနော်အဲ့ထက်နည်းနည်းကြီးတာလေးကိုသုံးရင်လည်းသုံးလို့ရပါတယ်အရင်ဆုံးဒီအလဲကဝက်ဆန်လေးကိုအရင်စထိုးမယ်နော်ဒီဝက်ဆန်လေးထိုးဖို့အတွက်ဒီမှာအရင်ဆုံးအယောင်လေးကိုစပြီးတော့သုံးပါတယ်အဲ့ဒီအရင်ဆုံးအယောင်မှာမှချီကိုနှစ်ပင်ခွဲပြီးတော့သုံးမယ်ဒီမှာပါဒီလိုချီလေးဆိုလို့ရှိရင်အဲ့ဒါကိုနှစ်ပင်ဆွဲထုတ်ပါမယ်နော်ဒီလိုနှစ်ပင်ဆွဲထုတ်ပြီးမှထိုးပေးမယ်နော်ဆိုရင်ဒီမှာချီနှစ်ပင်ရပါပြီအဲ့မှာကိုထိုးမဲ့နေရာမှာအမှတ်ကလေးတစ်မှတ်အမှတ်ထားရင်ရပါပြီเนาะဒါပုံစံမလိုပါဘူးဒီမှာဒီအမှတ်နေရာနေချီထုတ်မယ်ပြီးတော့တိုင်9တိုင်ထောင်ပေးမယ်အစိတ်ကျဉ်းကြီးလေး9တိုင်ထောင်ပေးမယ်အဲ့လိုမှမဟုတ်ဘူးကိုကမမှန်းတတ်ဘူးဆိုရင်ပုံစံလေးကိုဘယ်လိုဆွဲထားလို့ရတယ်လဲဆိုတော့စက်ဝိုင်းလေးဆွဲထားလို့ရပါเนาะဒီလိုစက်ဝိုင်းလေးဆွဲထားမယ်စက်ဝိုင်းဆွဲပြီးတော့ဒီလို9ပိုင်းပိုင်းလိုက်မယ်ဒီမှာပိုင်းထားတာမညီတဲ့အတွက်ဒီဘက်ကိုရအောင်ချီကိုယူလိုက်တာပါနော်ပိုင်းတဲ့အချိန်မှာတော့ညီလေးပိုင်းရင်ပို့ပြီးတော့အဆင်ပြေတယ်9ပိုင်းပိုင်းပြီးတော့အဲ့ဒီပိုင်းထားတဲ့အတိုင်လေးတွေကိုဒီလိုလေးတွေလိုက်ပြီးတော့ထောင်ပေးမယ်အဲ့ဒါပြီးသွားပြီဆိုရင်ဒီနောက်ဘက်မှာ2ခေါက်လောက်ချီပေးမယ်အဲ့ဒါလေးပြီးသွားပြီဆိုရင်ဒီအယောင်အရင်ကိုပဲချီမခွဲပဲနဲ့သူက9ပင်ရှိပါတယ်เนาะအဲ့ဒီ9ပင်ကိုမခွဲပဲနဲ့တစ်ခါပြန်ပြီးတော့အဲ့မှာတက်ပေးမယ်ပြီးတော့ဒီအကွက်9ကွက်ရဲ့အခြေနာလေးကနေအကွက်တစ်ကွက်ကြားမှာချီစားထုတ်မယ်ပြီးတော့သူ့ကိုတတိုင်းကြော်ပြီးတော့နောက်ထပ်တတိုင်းအောက်မှာချီသွားယူမယ်ပြီးတော့နောက်ထပ်တတိုင်းအောက်ကနေခေါ်ပြီးတော့ဆွဲမယ်နောက်ထပ်တတိုင်းအောက်ကနေယူပြီးတော့ဆွဲမယ်အဲ့လိုပဲတတိုင်းကြော်စီထိုးသွားပြရမယ်နော်ဒီတိုင်းပြီးပြီဆိုလို့ရှိရင်ဒါလေးကိုကြော်မယ်ဒီအောက်မှာယူမယ်ဒါလေးကိုကြော်မယ်ဒီအောက်မှာယူမယ်ဒါလေးကိုကြော်မယ်ဒီအောက်မှာယူမယ်အဲ့တိုင်လေးတွေအားလုံးပြည့်သွားတဲ့အထိဒီလိုလေးပဲထိုးသွားပြရမယ်နော်အဲ့လိုထိုးတဲ့အခါမှာဒီလိုအပ်ဖင်လေးနဲ့ထိုးတာပို့ပြီးတော့အဆင်ပြေတယ်မဟုတ်လို့ရှင်ဒါလေးကကြတော့စူးပြီးတော့အောက်ကချီတာကိုပါတတ်တယ်ဟိုဒါမှဒီလိုအပ်ဖင်လေးနဲ့ယူတာပို့ပြီးတော့မြန်တယ်ဆင်လည်းပြေတယ်ဒါဆိုရင်ဒီတိုင်လေးတွေပြည့်တဲ့အထိအဲ့လိုလေးထိုးသွားပြမယ်နော်ဒါဆိုတော့ဒီတိုင်လေးတွေပြည့်သွားပါပြီနော်ဒီဝက်ဆန်ဝိုင်းကိုကြီးလေးဝိုင်းထားရင်ပို့ပြီးတော့လှပါတယ်တိုင်လေးတွေဒီလိုပြည့်သွားပြီဆိုရင်ဒီမှာဒီတိုင်လေးမှဆုံးသွားရနော်အဲ့ဒါဆိုလို့ရှိရင်နောက်ထပ်တတိုင်းကြော်လောက်မှတတိုင်းနောက်ထပ်တတိုင်းကြော်မှာပေါ့နော်ချီကိုပိတ်စာကိုဒီလိုတင်လိုက်မယ်ပြီးတော့နောက်ဘက်ကိုလှမ်းပြီးတော့ချီလိုက်မယ်တစ်ခါနှစ်ခါဒီလိုနှစ်ခေါက်ချင်ရပါပြီနော်ဒါဆိုရင်ဝက်ဆန်လေးပြီးသွားပြီဝ
ဝဆန်ပြီးသွားရင်အယောင်အရင်ဆုံးလေးကိုသုံးပြီးတော့အယောင်အလက်ကလေးကိုသုံးပြီးမယ်ဒီအယောင်လေးကိုသုံးပါမယ်နော်အယောင်အလက်ပါအဲ့အယောင်ကိုသုံးတဲ့အခါမှာလဲချီကို3ပင်ခွဲသုံးရမယ်ဒီမှာ9ပင်ရှိပါတယ်အဲ့ဒီ9ပင်ကို3ပင်အရင်ဆုံးဆွဲထုတ်လိုက်မယ်ဒီလိုမျိုး3ပင်ဆွဲထုတ်ပြီးမှနောက်ထပ်ပွင့်ချက်တွေကိုထိုးမယ်ဒါဆိုတော့ဒီမှာချီ3ပင်တက်ပြီးပါပြီနော်အဲ့ဒါကိုလည်းအကြီးနဲ့ပဲထိုးမယ်အသေးရကြတော့ဒီအရွက်ကလေးတွေထိုးတဲ့ခါမှာပဲသုံးမယ်နော်ဒီမှာပထမဆုံးချီစားထုံမှာကဒီပွင့်ချက် sorry ဒီဝတ်ဆန်ရဲ့ဒီဘေးတနေရာနေချီစားထုံမယ်ပြီးတော့သူ့ရဲ့ဘယ်ဘက်ကိုဒါဆိုရင်ဒါဘယ်ဘက်ပေါ့နော်ဒါဆိုလို့ရှိရင်ညာရစ်ဒါဆိုလို့ရှိရင်ဘယ်ရစ်အဲ့ဘယ်ဘက်ကိုသွားမယ်ပြီးတော့အဲ့အခြေကိုပြန်ပြီးတော့အထုံမယ်ဒီမှာနော်ဒီတိုင်လေးရဲ့အခြေကိုပြန်သွားတာပါနော်ဒီတိုင်ကနေဟိုဘက်ကိုသွားတာမဟုတ်ပါဘူးနော်ဒီဘက်ကနေဒီတိုင်ခြေကိုပြန်သွားတယ်ဒီဘက်ကနေကော်တဲ့အခါမှာလဲဒီဝတ်ဆန်ရဲ့ဘေးလေးကနေပဲကတ်ပြီးတော့ကော်မယ်ဒီလိုလေးကော်ထားပြီးဆိုရင်စောစောကဒီမှာပြင်ထားတဲ့ပိုက်ကလေးကိုဒီအက်မှာဆွတ်ပြီးတော့10ခါရစ်ပြီးမယ်1 2 3 4 5 6 9 10 10ခါကိုကနေတယ်ထင်လို့ရှိရင်12ခါ12ခါရရင်လည်းရတယ်နော်ကိုကော်ထားတဲ့အကွာဝေးပေါ်မူတည်ပြီးတော့ရစ်ပေးပါမယ်ဒီမှာကျတော့12ခါရစ်လိုက်ပြီ10ခါနည်းနည်းလေးသေးနေမှာဆိုလို့တိုးနေမှာဆိုလို့ပြီးတော့ချီကိုဆွဲထုံးမယ်ချီလေးကုံသွားတဲ့တင်းအောင်ဆွဲလိုက်ပြီးပြီဆိုရင်အဲ့ဒီအခြေမှာပဲပိတ်စာကိုချီကိုပြန်ပို့မယ်ပြီးတော့ဒီမှာသူ့ရဲ့အဆုံးသားလေးမှာနည်းနည်းလေးထပ်ပြီးတော့ချီပြန်ထုတ်မယ်ဒီမှာပါနော်ဒီနာကသူနဲ့နည်းနည်းလေးလဲထပ်နေတဲ့နေရာလေးအဲ့ဒီမှာချီပြန်ထုတ်မယ်ပြီးတော့နောက်ထပ်ဒီအကွာဝေးလေးတစ်ခုပြန်ကော်မယ်ကော်ပြီးတော့စောစောလိုပဲ7ခါပြန်ရင်မယ်ပိုက်မှာပြင်မယ်နော်1 2 3 4 5 6 9 10 11 12 13ခါရင်မယ်နော်7ခါရပြီးရင်ဒီချီကိုပိုက်ရဲ့ဟိုဘက်ကိုဒီလိုလေးပို့ပြီးမှဆွဲထုတ်ရမယ်ဟိုဘက်ကိုပို့ပြီးဆိုရင်ဒီနားလေးကိုတေချာဖိထားမယ်တေချာထိန်းထားမယ်ထိန်းပြီးတော့ပိုက်ကိုဖြုတ်မယ်ဒီမှာအက်ကိုဖြည်းဖြည်းချင်းစီဆွဲမယ်ဆွဲတဲ့အချိန်မှာဒီလက်မနဲ့လက်ညှိုးနဲ့ကိုတေချာလေးထိန်းထားရမယ်နော်မထိန်းလို့ရှိရင်အကုန်လုံးပွားထွက်ကုန်မှာပြီးတော့ဒီချီလေးကိုကုံသွားတဲ့အထိဆွဲပေးရမယ်နော်ဒါဆိုရင်ဒီချီလေးကုံသွားပါပြီဒါဆိုရင်ပွင့်ချက်2ခုရပြီပေါ့ပြီးတော့ပိတ်စာကိုအဲ့ဒီချင်းမှာပဲပြန်ပို့မယ်ပြီးတော့သူနဲ့နည်းနည်းလေးထပ်တဲ့နေရာလေးမှာစောစောကလိုပဲပြန်ကော်မယ်ပြန်ကော်ပြီးတော့စောစောအကွာဝေးပဲချီပြန်ထုတ်မယ်အက်ကိုပြန်ထုတ်မယ်ပြီးတော့7ခါထပ်ရင်မယ်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
ဆက်တစ်ခါရင်မယ်ခြေဟိုဘက်ကိုပို့မယ်ပိုက်ကိုပြန်ဖြုံမယ်ပြီးတော့ဖြည်းဖြည်းချင်းစီဆွဲမယ်ပြီးတော့အဲ့အခြေမှာအကိုပိစာကိုပြန်ပို့မယ်ဒါဆိုရင်လေးခုမြောက်ပွင့်ချက်ကလေးပါတချို့ဝဆန်တွေကကြတော့ကြီးတယ်ဆိုလို့ရှိရင်ပွင့်ချက်က9ခုရမယ်သေးတယ်ဆိုလို့ရှိရင်တော့4ခုလောက်ပဲရမယ်နော်ဒီမှာတော့ဒါဝဆန်ကကြီးကြီးလေးလုပ်ထားတာဖြစ်တဲ့အတွက်ပွင့်ချက်က9ခုရပါတယ်နောက်ဆုံးပွင့်ချက်တစ်ခုလေးထိုးပြမယ်နော်အဲ့ဒီခြေမှာပဲခြေစားထုတ်မယ်ပြီးတော့သူ့ရဲ့နောက်ကျောကိုမသွားဘူးဒီဝဆန်ရဲ့ဘေးလေးဒီပွင့်ချက်ရဲ့အတွင်းထဲကိုသွားပြီးတော့ယူပေးမယ်ပြီးတော့စောစောကလိုပဲဆက်တစ်ခါထည့်ရင်းမယ်ဒါဆိုရင်ဒါဆက်တစ်ခါရေးပြီးပါပြီနော်ပြီးတော့ပိုက်ကိုဖြုံမယ်ဒီခြေချောင်းလေးကုံသွားတဲ့ဒီဆွဲပေးမယ်ဒီမှာနော်ဒီခွင်းလေးကုံသွားတဲ့ဒီဆွဲပေးရမယ်နော်ဒီအတွင်းထဲကိုယူထားတာဖြစ်တဲ့အတွက်ဒီပွင့်ချက်ကလေးကလည်းအထက်ကိုဝင်သွားမယ်ဒီလိုလေးပါအဲ့ဒီအနေထားလေးအတိုင်းထားလိုက်ရင်လည်းပတ်မှုကလှတယ်အခုကကြတော့ဒါကကြတော့ဟိုပါပေါ့နော်တရစ်ပေါ့နော်တရစ်နဲ့မထားဘူးနောက်ထပ်တရစ်ထပ်ပြီးတော့သွားမယ်ဒါလေးဆိုလို့ရှိရင်လည်းသူ့ရနဲ့သူပတ်မှုကတော်တော်လှနေပါပြီနော်အဲ့ဒီတိုင်းထားရင်လည်းရပါတယ်ဒီမှာကြတော့2ရစ်ထိုးပြမယ်နော်နောက်ထပ်1ရစ်ထိုးဖို့အတွက်ခြေကိုလဲမယ်
ခြီလဲတဲ့အခါမှာသူ့ထက်အယောင်နှုတ်တဲ့ဒီအယောင်လေးနဲ့သုံးပေးမယ်စောစောကလိုပဲခြီသုံးပါမယ်နော်ဒီမှာနောက်ထပ်တရထပ်ရဖို့အတွက်အယောင်အနုဆုံးလေးကိုသုံးမယ်တက်ထားပါရနော်အဲ့မှာဘယ်မှာစမလဲဆိုတော့ဒီလိုပွင့်ချက်တစ်ခုရဲ့အလေလောက်ကနေစပြီးတော့ခြီထုတ်လိုက်မယ်အဲ့ပွင့်ချက်နဲ့လုံးဝနီးနီးကက်ကက်ကြီးမဟုတ်ဘဲနဲ့နည်းနည်းလေးခွာပြီးတော့ထုတ်မယ်ဒီမှာပါနော်ဒီအက်နဲ့ဒီပွင့်ချက်ကြားမှာအကွာဝေးလေးနည်းနည်းလေးကြံတယ်အဲ့လိုလေးခွာပြီးတော့ခြီထုတ်ရပါမယ်နော်ဒီလိုခြီထုတ်ပြီးပြီဆိုရင်ပွင့်ချက်တစ်ခုရဲ့အလေနော်ဘယ်ပွင့်ချက်ပဲဖြစ်ဖြစ်ရတယ်ဒီပွင့်ချက်ရဲ့အလေဆိုရင်ဒီမှာဒီပွင့်ချက်တစ်ခုရဲ့အလေဆိုလို့ရှိရင်ဒီနားလေးကနေထုတ်မယ်ဒီပွင့်ချက်ရဲ့အလေဆိုရင်ဒီကနေတဝက်လောက်ကနေထုတ်တယ်နော်ပြီးပြီဆိုလို့ရှိရင်ဒီအလေကနေထုတ်ပြီးပြီဆိုရင်ဒီမှာသူနဲ့ဒီပွင့်ချက်တစ်ခုကျော်ရဲ့ဒီမှာနော်နောက်ထပ်ပွင့်ချက်ကလေးတစ်ခုနဲ့မျက်နှာချင်းဆိုင်မှာအက်ကိုသွားကုန်မယ်ပြီးတော့အဲ့အချီမှာပြန်အက်ကိုပြန်ထုတ်ဒီမှာပါနော်ဒီပွင့်ချက်ရဲ့အလင်းမှာခြီထုတ်ထားမယ်ဒီပွင့်ချက်ကိုကြော်ပြီးတော့နောက်ထပ်ပွင့်ချက်တစ်ခုရဲ့ထိတ်နဲ့သွားပြီးတော့ဒီမှာဒီထိတ်ကလေးကနေဒီခြီထွက်ထားတဲ့နေရာကိုပြန်ကုန်မယ်ပေါ်ပြီးတော့စောစောကလိုပဲပိုက်ကလေးတက်ပြီးတော့ရစ်မယ်ဒီတစ်ခါတော့စောစောကဆက်တစ်ခါရစ်ခဲ့တယ်ဒီမှာကျတော့အကွာဝေးကပို့ပြီးတော့ဝေးတာဖြစ်တဲ့အတွက်15ခါ16ခါ18ခါရေးလို့ရပါတယ်ကိုကခြီသေးတာသုံးတယ်ဆိုလို့ရှိရင်အများကြီးခါ20လောက်တောင်ရေးရမှာဒီမှာကျတော့ဒီအခုသုံးထားတဲ့ခြီကကျတော့ခြီပွားတဲ့ခြီကြီးတဲ့အတွက်ကြောင့်မို့16ခါလောက်ပဲရေးပေးမယ်နော်ရေးကြည့်လိုက်မယ်လိုရင်လည်းထပ်ပြီးတော့ရေးလို့ရတယ်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16နောက်တစ်ခါလောက်ထပ်ရေးလိုက်မယ်18ခါရေးမယ်နော်ပြီးတော့ခြီကိုဟိုဘက်ကိုပို့မယ်အဲ့ဒီထိတ်ကိုဒီချာလေးထိန်းထားပြီးတော့ဆွဲရမယ်နော်မဟုတ်လို့ရှင်ဒါတွေကအားလုံးပွားထွက်ကုန်မှာဒါကြောင့်ဒီနားလေးကိုဒီချာထိန်းထားပြီးတော့ဒီခြီလေးကုံသွားတဲ့ဒီဆွဲမယ်နော်ဒီမှာပါဒီခြီလေးကုံတဲ့ဒီဆွဲရမယ်နော်ပြီးတော့သူ့ရဲ့ဘေးလေးမှာလဲပြီးတော့ချမယ်ဒီမှာဒါဆိုရင်ဒါပွင့်ချက်ကလေးတစ်ခုရပါပြီပြီးတော့အဲ့ခြီကိုခြီပြန်သိမ့်မယ်ပြီးတော့သူ့ရဲ့အဆုံးသားလေးမှာဒီပွင့်ချက်ရဲ့အဆုံးသားလေးမှာနည်းနည်းလေးပဲထပ်ပြီးတော့ဒီမှာဆိုလို့ရှိရင်ဒါဆိုရင်ဒီနေရာအဆုံးနေရာပေါ့နော်အဲ့အဆုံးနေရာကနေယူတာမျိုးမဟုတ်ဘဲနဲ့ဒီမှာနည်းနည်းလေးထပ်ပြီးတော့ယူမယ်ပြီးတော့သူနဲ့ထိပြီးတော့မကော်ဘဲနဲ့နည်းနည်းလေးခတ်ခေါ်ခါလေးမှာကော်ပြီးမယ်ဒါဆိုရင်လည်းနည်းနည်းလေးဝေးလွန်းတယ်အတွင်းဘက်ကိုထပ်ပြီးတော့တိုးမယ်နော်ဒီလိုလေးတိုးပြီးတော့ကော်မယ်ခြီကိုဆွဲထုတ်မယ်ပြီးတော့ဒီပွင့်ချက်တစ်ခုကြော်ပြီးတော့နောက်ထပ်ပွင့်ချက်တစ်ခုနဲ့မျက်နှာချင်းဆိုင်နေရနေဒီဘက်ကိုထပ်ကော်ပေးမယ်ဆော့ဆော့ရလိုပဲ16ခါသို့မဟုတ်18ခါထပ်ပြီးတော့ရစ်မယ်1 2 3 4 5 6 9 10 9 10 11 12 13 14 15 16 18ခါရစ်မယ်ဒီလို18ခါရေးပြီးပြီဆိုရင်တိုက်ရဟိုဘက်ကိုခြီကိုပို့မယ်အဲ့18ခါပြီးပြီဆိုလို့ရှိရင်ခြီဟိုဘက်ကိုပို့မယ်ဒီနားလေးကိုတခြားထိမ့်ပြီးတော့ဒီခြီလေးကုန်သွားတဲ့အထိဖြည်းဖြည်းချင်းဆွဲပေးမယ်ပြီးတော့ဒီအခြေလေးမှာပဲပိတ်စာကိုခြီကိုပြန်ပို့မယ်ပြီးတော့သူနဲ့ထပ်တဲ့နေရာလေးနည်းနည်းလေးထပ်ပြီးတော့ခြီပြန်ထုတ်မယ်ပွန်းချက်တစ်ခုကြော်ပြီးတော့အဲ့ပွန်းချက်နဲ့ဒီနောက်ထပ်ပွန်းချက်တစ်ခုနဲ့မျက်နှာချင်းဆိုင်နေရာမှာအက်ကိုပြန်ကောမယ်သူအခြေမှာသွားပြီးတော့ပြန်ဆိုင်မယ်အဲ့လိုလေးပဲဒီနားနဲ့ဆုံတဲ့အထိထိုးပြရမှာနော်ဒါဆိုလို့ရှိရင်ဒါ18ခါရစ်ပြီးပြီဒါဆိုရင်ဒီမှာပွင့်ချက်3ခုမြောက်ပြီးသွားပြီပေါ့နော်နောက်ထပ်ပွင့်ချက်တစ်ခုထပ်သွားမယ်ဒါလေးကကြတော့
၄ခုမြောက်ပွင့်ချက်ကလေးပါနောက်ဆုံးပွင့်ချက်တစ်ခုပဲကျန်တော့မယ်နော်အလုံးပြီးတော့လို့ခြီသိမ့်မယ်ဆိုလို့ရှိရင်ဒီနောက်ဘက်အချမ်းကနီးတဲ့တိုင်လေးဒီမှာဒီလိုလေးနှစ်ချက်လောက်ချုပ်ပြီးတော့သိမ့်ပေးရမယ်ဒါဆိုရင်၄ခုမြောက်ပွင့်ချက်ပြီးပေါ့နော်၄ခုမြောက်ပြီးရင်နောက်ဆုံးပွင့်ချက်တစ်ခုပဲကျန်တော့တယ်နောက်ဆုံးပွင့်ချက်ထိုးမယ်ဆိုလို့ရှိရင်လည်းစောစောကထိုးခဲ့တဲ့ပွင့်ချက်နဲ့ဒီလိုထပ်ပြီးတော့ခြီစာထုံမယ်ပြီးတော့ဒီပထမအရင်မှာလိုမျိုးဒီဘေးကိုထပ်မသွားဘဲနဲ့ဒီအလေကိုပဲသွားပြီးတော့ကော်ပေးမယ်ဒီမှာနော်ဒီဒါကကြတော့နောက်ဆုံးအရေးရဲ့ပထမဆုံးပွင့်ချက်ကလေးပါနော်အဲဒီပွင့်ချက်ရဲ့ဂျားလေးမှာသွားပြီးတော့ကော်ပေးမယ်ဒီတိုင်ထိပ်ကိုပြန်ကော်မယ်ပြီးတော့စောစောကလို18ခါထပ်ရေးပေးမယ်1 2 3 4 5 6 9 10 11 18ခါရေးမယ်ခြေကိုဟိုဘက်ကိုပို့ပြီးတော့ဖြည်းဖြည်းချင်းစီဆွဲမယ်ကျိုးအရန်ရှည်တယ်ဆိုလို့ရှိရင်ဒီအခြေမှာရှုပ်တတ်ပါတယ်နော်အဲ့ဒါလေးကိုဂရုစိုက်ပြီးတော့ဆွဲပေးမယ်အခြေမှာရှုပ်တယ်ဆိုလို့ရှိရင်ဒီပွင့်ချက်တွေကနည်းနည်းလေးပွားတယ်ဒါဆိုရင်တော့မျက်စိကနေပြီးသွားပါပြီနော်ဒီမှာစုစုပေါင်းပွင့်ချက်က10ခုရှိတယ်အယောင်300တုံးထားတယ်ဒီမှာအလေကအယောင်ရင်လေးရဲ့အယောင်အလက်ရဲ့ဒါလေးကကျတော့အနုလေးကိုတုံးထားပါတယ်ဒါလေးကကျတော့နှစ်ထပ်နှင်းစီလေးပါနော်ကိုကအယောင်နဲ့အများကြီးမတုံးချင်ဘူးဆိုလို့ရှင်လေဒီတယောင်ရဲ့နောက်ထပ်ဒီနှစ်ခုကျတော့တယောင်နဲ့တုံးရင်လည်းရတယ်မဟုတ်ဘူးဆိုလို့ရှင်လေအားလုံးအယောင်တူတူတုံးရင်လည်းရပါတယ်နော်ပြီးသွားပြီဆိုရင်နောက်ဘက်မှာစောစောလိုပဲခြီသိမ့်မယ်နိစ္စရတိုင်လေးတွေမှာသွားခြီမယ်အဲ့ဒါလေးပြီးပြီဆိုလို့ရှိရင်ဘာလုပ်ပေးရမလဲဆိုတော့အရွက်ကလေးတွေကိုလိုချင်တဲ့ပုံစံလေးထည့်ပေးမယ်ဒီမှာတော့အရွက်ကိုဒီဘက်တစ်ချမ်းမှာ2ရွက်ထည့်မယ်ဒီမှာအရွက်ကိုကြီးကြီးလေးထည့်ထားပါနော်သူကပန်းမုံကကြီးကြီးလေးဖြစ်တဲ့အတွက်အရွက်ကိုကြီးကြီးလေးထည့်ရင်ပို့ပြီးတော့လှပါတယ်အဲဒါကြောင့်အရွက်ကိုကြီးကြီးထည့်ထားတယ်ပြီးတော့ဒီမှာအဖူးလေးတစ်ဖူးထည့်မယ်အဲ့အရွက်ကလေးတွေထိုးပါမယ်နော်အရွက်ထိုးဖို့အတွက်ဒီမှာရေညှိစိမ့်လေးကိုတုံးထားတယ်အဲ့မှာလဲခြီကိုအပင်ခွဲပြီးတော့တုံးမယ်ဒီမှာတော့အရွက်ကခြီ2ပင်နဲ့ထိုးပါမယ်နော်ခြီ2ပင်ကိုအသေးလေးနဲ့ထိုးပါမယ်အကြီးကိုတုံးလို့ရှိရင်သူကအပေါက်ကြီးကျေပြီးတော့မလှမှာဆိုလို့အသေးလေးကိုတုံးထားတာပါဒီအရွက်ထိုးတဲ့အခါမှာအပွင့်မထိုးခင်ရင်အရွက်ကိုအရင်ထိုးထိုင်လိုက်ရပါတယ်နော်ဒါကြောင့်မို့ဒီမှာအရွက်ကိုနောက်မှထိုးရလဲဆိုတော့ပန်းမွင့်လေးပြီးသွားပြီဆိုရင်အကြွလေးတွေမှာဆိုရင်ပန်းမွင့်ပြီးသွားရင်ကိုလိုချင်တဲ့နေရာမှာဆွဲလိုက်ရတာပို့ပြီးတော့နေရာကျတယ်ပေါ့နော်အဲဒါကြောင့်မို့ပန်းမွင့်ပြီးမှအရွက်ကိုဆွဲထားတာပါအရွက်ကိုအရင်ဆွဲပြီးမှပန်းမွင့်ကိုထိုးရင်လည်းရပါတယ်နော်ဒီထိပ်ကနေခြီစားထုံမယ်ပြီးတော့ဒီအတက်ခေါ်စားကနေညာဘက်ချမ်းကိုအရွက်ရဲ့ညာဘက်မြင်းပေါ်ကိုကော်မယ်ပြီးတော့ဒီအလေကနေဘယ်ဘက်မြင်းပေါ်ကိုထပ်ကော်မယ်အလေကနေညာဘက်မြင်းပေါ်ကော်မယ်ဒီအရွက်အလေကနေညာဘက်ပေါ်ဘယ်ဘက်ပေါ်ကိုထပ်ကော်မယ်အလေကနေညာဘက်အလေကနေဘယ်ဘက်အဲ့လိုလေးပဲတောက်လျှောက်ကော်သွားပြန်ထိုးသွားပြန်မယ်နော်အဲ့မှာဒီအရွက်ကလေးတွေတစ်ခုနဲ့တစ်ခုကျဲမနေအောင်တိတ်ချလေးဂရုစိုက်ပြီးတော့ထိုးပြရမယ်ကျဲလို့ရှိရင်မလှပါဘူးနော်ခြီကုံသွားတာမျိုးဆိုလို့ရှိရင်ဒီအလဲမှာဆုံးထားပြီးတော့နောက်ဘက်မှာခြီသိမ့်ပေးမယ်ပြီးတော့နောက်ထပ်ပြန်စတဲ့အခါမှာဒီဘက်ချမ်းမှာဆုံးသွားတာဖြစ်တဲ့အတွက်ဒီဘက်ချမ်းနေပြန်စမယ်နော်ဘယ်ဘက်မှာဆုံးသွားရင်ညာဘက်ကနေပြန်စမယ်ညာဘက်မှာခြီဆုံးသွားရင်ဘယ်ဘက်ကနေပြန်စမယ်
အခုကဒီမှာဒီညာဘက်ချမ်းမှာချီဆုံးသွားတယ်အဲကြောင့်မို့ဘယ်ဘက်မှာပြန်စားပေးမယ်ဒီဘက်ထိပ်ကနေပြန်စားမယ်အလေးကနေညာဘက်ကိုယူမယ်အလေးကနေဘယ်ဘက်ကိုယူမယ်အလေးကနေညာဘက်ကိုယူမယ်အဲ့လိုတစ်လှည့်စီနဲ့ကြည့်အောင်ထိုးသွားပြင်ဒီအဖျားလေးမှာလည်းဒီအရင်ပိုင်းလေးမှာပေါ့နော်အရင်ပိုင်းလေးမှာလည်းတစ်ဖြည်းဖြည်းနဲ့သေးပြီးတော့ထိုးသွားပြရမယ်နော်အဲ့ဒါမှအရွက်ကသူ့ပုံစံလေးနဲ့သူ့ပုံစံကြပြီးတော့လှမ်းနေမှာအဲ့ဒီပြီးတော့ဆိုရင်တော့အယိုးလေးအတွက်ဒီအခြေမှာချီထုံမယ်ဒီမှာနော်အဲ့မှာချီထုံမယ်ပြီးတော့ဒီအရွက်နာကိုဒီလိုတစ်ခေါက်သွားမယ်အလေးကိုတစ်ခေါက်သွားပြီးမှဒီအရွက်ကနေဒီချီချောင်းပေါ်လေးကိုထပ်ပြီးတော့ပြန်ဖိပေးမယ်ပြီးတော့အဖုအတွက်ဒီမှာအယိုးလေးထိုးမယ်နော်ဒီကနေအထက်ကိုတစ်ခေါက်သွားမယ်ပြီးတော့ဒီချီချောင်းလေးဒီအလေးကနေအထက်ကိုတစ်ခေါက်ထပ်ကောမယ်ပြီးတော့ဒီအလေးကနေအထက်ကိုတစ်ခေါက်ထပ်ကောမယ်ဒီအလေးကနေအထက်ကိုတစ်ခေါက်ထပ်ကောမယ်အဲ့ဒါကအယိုးထိုးနည်းနဲ့ထိုးရင်လည်းရတယ်ဒီတိုင်းအခုပြတဲ့နည်းနဲ့ထိုးရင်လည်းရပါတယ်နော်ပြီးတော့အဖုထိုးဖို့အတွက်အဖုရဲ့အညာလေးထိုးမယ်အဖူးရဲ့အညာလေးကိုတော့ဒီကနေဘယ်ဘက်ကိုကော်တယ်ပြီးတော့ဒီမှာခြီကိုအောက်ကိုပို့ပြီးတော့ဆွဲထုတ်မယ်ပြီးတော့ဒီဘက်မှာညာဘက်ချမ်းမှာခြီကိုပြန်စိုက်မယ်ဒါကြတော့ဘယ်ဘက်ချမ်းကဖူးညာလေးပါနော်ဒီဘက်မှာကျတော့ညာဘက်ချမ်းကဖူးညာလေးညာဘက်ကိုအကိုကော်မယ်ခြီကိုအောက်မှာထားမယ်ပြီးတော့ဒီလိုလေးဆွဲထုတ်မယ်ပြီးတော့သူ့ရဲ့ညာဘက်ချမ်းမှာအကိုပြန်စိုက်မယ်ပြီးတော့ထက်ကနေခြီပြန်ထုတ်မယ်ဒီကနေညာဘက်ချမ်းကိုကော်မယ်ဆွဲပြီးတော့ပိစာကိုညာဘက်ကနေချီပြန်ပုံမယ်နော်အဲဆိုလို့ရှိရင်ဒါကဖူးညာလေးနှစ်ခုရပြီပေါ့နော်ပြီးတော့နောက်ဘက်မှာနှစ်ခါလောက်ချီပေးမယ်ပြီးတော့အဖူးလေးထိုးပါမယ်နော်အဖူးကိုကြတော့ဒီမှာအယောင်အလက်ကလေးကိုတုံးထားတယ်ဒီ3ယောင်ထဲကဒီအလေးကအယောင်လေးကိုတုံးထားပါတယ်နော်ကိုယ်အဆင်ပြေတဲ့အယောင်ကိုတုံးလို့ရပါတယ်အဲ့အဖူးထိုးဖို့အတွက်လည်းချီကို3မင်းတုံးထားတယ်ဒါလေးကကြတော့ကိုယ်အသေးနဲ့မထိုးနိုင်ဘူးဆိုလို့ရှိရင်အကြီးနဲ့သုံးလို့ရပါတယ်ဒီမှာတော့အသေးနဲ့ပဲဆက်ပြီးတော့ထိုးလိုက်မယ်အဲ့မှာအဖူးထိုးမယ်ဆိုလို့ရှိရင်အဲ့ဒီအဖူးအညာလေးရဲ့အလယ်မှာဒီလိုတကောစားလောက်ကော်လိုက်မယ်အဲ့လိုလေးကော်ပြီးရင်စောစောကလို့ပိုက်ကလေးတက်ပြီးတော့ဒီတစ်ခါ8ခါပဲရေးပေးမယ်1 2 3 4 5 6 8ခါရေးပြီးရင်ချီဟိုဘက်ကိုပို့မယ်ဒီနားလေးကိုတခြားထိမ့်ပြီးတော့ပိုက်ကိုဖြုတ်မယ်ဒီချီလေးကုန်သွားတဲ့ဒီဆွဲပြရမယ်နော်ဒါဆိုရင်ဒီလိုထောင်လေးရပါတယ်ဒါဆိုရင်ဒါပွင့်ချက်တစ်ခုပြီးသွားပြီပေါ့နော်နောက်ထပ်တစ်ခုထပ်ပြီးတော့ထိုးပေးရမယ်အဲ့မှာချီကုန်သွားတယ်ဆိုလို့ရှိရင်နောက်ဘက်မှာပုံမှန်တိုင်းညီးတဲ့ချီလေးမှာနှစ်ခါလောက်ထပ်ချီလိုက်မယ်နောက်ထပ်ပွင့်ချက်တစ်ခုလည်းဒီထိပ်ကနေချီဆက်ထုံမယ်ပြီးတော့ဒီအချီကနေချီထုတ်ထားတဲ့နေရာကိုအပြန်ခေါ်မယ်ပြီးတော့အဲ့မှာရေးပေးရမယ်ရှစ်ခါရေးမယ်နော်1 2 3 4 5 6 8ခါရေးမယ်ချီဟိုဘက်ကိုပို့ပြီးတော့ပိုက်ကိုဖြုတ်မယ်ဒီချီချောင်းလေးကုန်သွားတဲ့ဒီဆွဲပေးမယ်ပြီးတော့ဒီလိုအထောင်လေးတိုင်းထားမယ်နော်ဒါဆိုလို့ရှိရင်ဒါဖူးလေးရသွားပါပြီဒီမှာတော့ဒီဒီဇိုင်းလေးမှာတော့အဖူးကို3ဖူးထည့်ထားပါတယ်ဒီဘက်မှာ2ဖူးထည့်တယ်ဒီဘက်မှာကျတော့1ဖူးထည့်ထားပါတယ်နော်ခုဒီနားလေးမှာဖူး1ဖူးထပ်ထည့်မယ်ဟိုဘက်ချက်မှာအဖူး1ဖူးထပ်ပြီးတော့ထည့်မယ်
ဒီဘက်ချမ်းမှာအဖူးနှစ်ဖူးပြီးသွားပြီဆိုတော့နောက်တစ်ဖက်မှာအဖူးတစ်ဖူးထပ်ပြီးတော့ထည့်မယ်အဲ့ဒီအဖူးလေးကကြတော့တဝက်ပဲထည့်ထားတာပါနော်တဝက်ဆိုတာကဝန်းချက်ကိုနှစ်ခုမထည့်ဘဲနဲ့တစ်ခုတည်းကြီးကြီးလေးလေးထည့်ထားတာပါနော်ဒီလိုတစ်ခါပေါ်မယ်ပြီးတော့ဒီတစ်ခါ10ခါရစ်မယ်ဘာကြောင့်လဲဆိုတော့လင်းလင်းလေးအောင်လို့များများရစ်တာပါ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
10ခါရင်မချီဟိုဘက်ပို့ပြီးတော့ဆွဲမယ်ဒါဆိုလို့ရှိရင်တော့နှင်းစီပိုင်းနေပြီးတော့ပါပြီနော်ဒါဆိုလို့ရှိရင်ဒါကနှစ်ထပ်နှင်းစီကိုမှအကြွလေးပါဒါအရန်လဲမကြတော့ထိုးရတာလဲအဆင်ပြေဒါပေမဲ့လို့ဒီအရွက်တွေရောအပွင့်တွေရောအဖူးတွေရောအကုန်လုံးပြီးစီးဆိုလို့ရှိရင်ဒါလေးကတော့ဟိုမှာလောက်ကြာတယ်မိနစ်40လောက်ကြာပါတယ်နော်ဆိုရင်စီပိုင်းလေးပြီးတော့ပါပြီအားလုံးအဆင်ပြေကြပါစေနော်